ဒီအကောင့်သေးလေးတွေကတော့တွင်းပိုးကိုကြော်ထားတာပါရုတ်တရက်မသိဘူးဆိုရင်ပစွန်အကောင့်သေးလေးတွေကိုကျွတ်နေအောင်ကြော်ထားရလို့ထင်ကောင်းထင်နိုင်တယ်ကွာသူ့ကိုလက်ဖက်နဲ့တွဲစားရင်ကောင်းတယ်ဆိုပြီးတော့ညွှန်ညလို့ကျမလက်ဖက်နဲ့တွဲစားဖို့အတွက်လုပ်ပါမယ်သူ့ချီပဲဝါကြီးတဲ့အခါအရသာကလေအရန်ကျွတ်နေအောင်ကြော်ထားတော့ကွာပါဇက်ထဲမှာဘာမှမကြံနေခဲ့ဘူးရောင်းတဲ့လူကပြောတာတော့စိမ့်စိမ့်လေးနဲ့စားကောင်းတယ်ဆိုပြီးပြောတာပဲဒါပေမဲ့ကျမစားကြည့်တဲ့အချိန်မှာတော့ပါဇက်ထဲမှာဘာရတာမှမကြံနေခဲ့တာကွာသူ့မှာအနံ့အသက်တွေဘာတွေတော့မရှိဘူးစားလို့ကတော့ကောင်းတယ်ပဲပြောရမှာပေါ့ဟိုအနံ့နံတာတွေဘာတွေမရှိဘူးကွာလက်ဖက်နဲ့တွဲစားကြည့်တဲ့အချိန်ကျတော့ဘယ်လိုမျိုးဖြစ်လဲဆိုတော့ပဇွန်ကြောက်လေပဇွန်ကြောက်နဲ့လက်ဖက်မများနဲ့အဲ့လိုမျိုးစားရတဲ့အတိုင်းပဲကွာဒီဟာကိုအရန်ကျွတ်အောင်ကြော်ထားတဲ့အတွက်ကြောင့်မို့လို့သူ့မှာရှိရဲ့စိတ်နဲ့ဆိုတဲ့ဟာပျောက်သွားတယ်နဲ့ထင်ပါတယ်ဝါလိုက်တာနဲ့ကွာတိတ်ချဝါလို့မရဘဲနဲ့ကြေပြီးတော့ဖြစ်သွားတာအဲ့ဒါနည်းနည်းတော့အဆင်ပြေမနေဘူးနည်းနည်းလေးပျော့ပျော့လေးကြော်ပြီးတော့ရောင်းရင်တော့သူ့ရဲ့ငကိုအရသာလေးစားလို့ရမယ်နဲ့ထင်တယ်အဲ့ဒီဟာကိုထမင်းနဲ့တွဲစားကြည့်သေးတယ်ထမင်းနဲ့စားကြည့်တော့လေအဲ့ဒီတိုင်းပဲအရသာကဘလို့မှသူ့ကြည့်ပဲအရသာပေါ်လည်းမနေဘူးကွာအရင်ကြွနေအောင်ကြော်ထားတော့ပါဇက်ထဲဝင်လိုက်တာနဲ့ကိုကြေမွားသွားပြီးတော့ဘာရတာမှခံမရဘူးဖြစ်နေတယ်တွင်းပိုးကြော်ရဲ့လက်ဖက်တုပ်ရဲ့ရင်နွေးချမ်းလေးရဲ့နဲ့ထမင်းစားရတာတော့အရသာကတော့တော်တော်ကောင်းပြီးတော့ထမင်းစားဝင်တယ်ဖြစ်နိုင်ရင်တွင်းပိုးကိုကပျော့ပျော့လေးကြော်ထားပြီးတော့သူ့ရဲ့အရသာမူရင်းအရသာကိုထိထိမိမိလေးစားတော့စားကြည့်ကျင်သေးတယ်